ထမင်းဟင်းချက်ဖို့အချိန်မရတဲ့သူတွေအခုလိုခန်းကျင်ဒီငပိချက်ကိုတခါချက်ပြီးတိုင်းအိမ်မှာ၄-၅ ရက်လောက်တိုးစရာအတိုးမြုပ်လေးရှိုံနဲ့ထမင်းပပူလေးနဲ့နေဆိုင်ရဲ့အရန်ကိုမှအရသာရှိတဲ့ခန်းကျင်ဒီငပိချက်ကောင်းလုံးနီလေးလာမြောက်ပေးပါမယ်ချက်နီးလေးကိုမကြည့်ရှုခင်လေးမှာနောက်ဗီဒီယိုအသစ်တွေလက်မလို့ရအောင်လို့ like and share တွေနဲ့ follower တွေနှိပ်တော်ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာဈေးတက်တန်နဲ့ရလာတဲ့ခန်းကျင်ဒီကိုရေနဲ့တန့်စင်အောင်ဈေး2ချမ်းခွဲအထည်ကဥတိုင်းလေးဖြုတ်ပြီးလို့ရှိရင်တော့အနေတော့ပလေးတွေလီဒါမှမဟုတ်ရင်ဆက်နဲ့ကြိတ်ချင်လဲကြိတ်လို့ရပါတယ်ခင်ဗျာချက်မဲ့ပမာဏလေးရပြီဆိုရင်တော့ဦးလေးထဲမှာစီလေးအတင်တင်လောက်ထည့်ပါမယ်နောက်ထပ်ဆွနွေးမုတ်လေးအနေငယ်ထည့်ထောင်းထားတဲ့ကြက်သွန်ကြီးလေးတွေကိုထည့်အနံ့လေးမွေးကြိုင်လာတဲ့အထိမီဒီဖြည်းဖြည်းလေးနဲ့လော်ပေးပါကျက်သွန်စိမ့်နှံလေးပျောက်သွားပြီဆိုရင်တော့အစိမ့်မုတ်လေးအနေငယ်ထည့်အဆက်ကြိုက်တဲ့သူတွေအတွက်ငုတ်သီးခွဲချမ်းတောင်းလေးပါထည့်မီးလေးဖြည်းဖြည်းလေးနဲ့ငုတ်သီးလေးအနံ့အနေငယ်တင်ပြလာတဲ့အထိကျွန်တော်တို့ထပ်ပြီးတော့ကြော်ချက်ပါမယ်ငုတ်သီးလေးတွေတူးမသွားအောင်လို့တတိလေးအနေငယ်ထားပေးပါထောင်းထားတဲ့ပဇွန်ကြောက်လေးတွေပါထည့်ပဇွန်ကြောက်နိုင်လေးပို့ပြီးတော့အရသာရှိလေပါပဲပဇွန်ကြောက်ထည့်ပြီးတာနဲ့မီးလေးပုံမှန်လောက်နဲ့အပေါ်အောက်တစ်ခေါက်ပြန်ပြီးတော့မွေပါမယ်ဒီအချိန်မှာစီလေးနည်းတယ်လို့ခံစားရပြီမယ်ပဇွန်ကြောက်လေးစီသွားပြီဆိုရင်တော့သူ့စီလေးပြန်ထွက်လာပါလိမ့်မယ်ခန်းကျင်သီးလေးတွေထည့်မယ်ဆိုရင်ထည့်လို့ရပါပြီခန်းကျင်သီးကိုကြတော့စိမ့်တာလေးရွေးမသုံးမနဲ့မဲ့တာလေးတွေကိုပဲရွေးသုံးစေချင်ပါတယ်နောက်ထပ်အရသာကိုစားထည့်မယ်အသားမုတ်လေးအတင်တင်လောက်ထည့်မယ်နောက်ထပ်ငါးငန်းပြရည်လေးအတင်တင်ထည့်တမအောင်နောက်ထပ်တစ်ခေါက်အပေါ်အောက်ပြန်ပြီးတော့လုံးမွေပါမယ်ခရမ်းကျင်သီးငပိချက်လောက်တဲ့အခါမှာစိမ့်စမ်းငပိကိုနည်းနည်းကောင်းလာလေးရွေသုံးပါရည်လေးနဲ့ဖြော်ပြီးအနေတော့အတင်တင်လောက်ထည့်ပါထည့်လိုက်တဲ့စိမ့်စမ်းငပိနဲ့ခရမ်းကျင်သီးလေးတွေတသားတည်းဖြစ်သွားအောင်လို့အပေါ်အောက်နှံ့အောင်တစ်ခါတော့ပြန်ပြီးတော့လုံးဝေးပါမယ်နောက်ထပ်ရည်လေးကိုလည်းအတင်တင်လောက်ထပ်ပြီးတော့ထည့်ပါမယ်နော်ဖုံးကိုလုံအောင်ပိတ်ပြီးတော့ခရမ်းကျင်သီးလေးတွေပွက်ပြန်ဆူလာလက်ဒီတစ်ခေါက်ပြန်ပြီးတော့ချက်ပါမယ်ပွက်လေးပြန်ဆူလာပြီးဆိုရင်တော့အိုမကန်အောင်အပေါ်အောက်တစ်ခါတော့ပြန်ပြီးတော့မွေပေးပါပေါ့ငံအရသာလေးမြည်မယ်ဆိုလို့ရှိရင်လည်းဒီမှာကြိုမီးထားပေးလို့ရပါပြီလိုအပ်တာလေးတွေကိုစိတ်ကြိုက်ထပ်ပြီးတော့ထည့်နိုင်ပါတယ်ခင်းညင်သီးလေးတွေကမနူးသေးတဲ့အတွက်နောက်ထပ်အဖုံအုပ်ပြီးတစ်ခေါက်ပြန်ပြီးတော့ချက်ပေးပါချိန်လေးနဲ့ငယ်ကြာလာပြီးခရမ်းညင်သီးလေးလည်းနူးပြောလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အမွေးကြိုင်လေးတွေထည့်လို့ရပါပြီเนาะကြိုသားကောင်းရလေခရမ်းညင်သီးကဣပြီးတော့စားလို့ကောင်းနေပါပဲဒါကြောင့်ခရမ်းညင်သီးငပိချက်တဲ့အခါမှာအချိန်လေးပေးပြီးတော့တတိရှာလေးချက်လေးစားရတာပိုရတာရှိနေပါပဲနနမင်းလေးအနေငယ်ထည့်မယ်15ရက်တပတ်လောက်တာရှည်ခံပြီးတော့တင်ထားချင်တယ်ဆိုလို့ရှိရင်တော့ဒီလိုအစိမ့်ပါတဲ့အရွက်တွေအသီးတွေမထည့်ပါနဲ့နောက်ထပ်တစ်ခုကစီနဲနေရင်တာရှည်ထားလို့မရပါဘူးเนาะစီများဖို့လည်းလိုပါသေးတယ်ငုတ်သီးစိမ်းလေးတွေကိုနှစ်ချမ်းခွဲပြီးတော့ထည့်ဒါတွေအားလုံးကိုအပေါ်အောက်တမအောင်မွေးမီးလေးဖြည်းဖြည်းလေးနဲ့ငုတ်သီးစိမ်းတွေနနမင်းလေးအရွက်လေးနွမ်းသွားတဲ့အထိကျွန်တော်တို့ထပ်ကြိုပေးလိုက်ရုံပါပဲเนาะအိမ်တအိမ်မှာအခုလိုငပိချက်လေးနဲ့ချက်ထားမယ်ဆိုလို့ရှိရင်เนาะလိုက်စားတဲ့အခါဟင်းထပ်ချက်ဖို့လည်းအချိန်မကုန်တော့ပါဘူးသူ့ကိုဘာလေးနဲ့တွဲစားရင်လိုက်လဲဆိုရင်တော့ကစွန်းရွက်ကြော်လေးရဲ့နောက်ထပ်ကျက်စွပ်ပြုတ်ပူပူနွေးနွေးလေးကိုမှတမယာရည်လေးညစ်တဲ့အတိုးအမြုံနဲ့စားရင်အရန်ကိုမှလိုက်ဖက်ပါတယ်စားလို့ရပါပြီเนาะခရမ်းညင်ဒီငပိချက်ကိုကောင်းလေးစုံချောင်းတော့နိုင်လေးနဲ့ရှေ့လာပါတယ်ဆိုတော့ဂျုံသားကဲတမစူဘောတော့ကျွန်တော်မကြိုက်ကျန်ဒီကြိုက်အားရပါဦးခင်ဗျာတရားသာပြောပြလိုက်呀，不是叫爸，出了菜没有比你不定，这是今天的。ทำไมแบบค่าเลยจุด
ဆုပ်ပြုတ်ရတော့လားမုံပြင်းနဲ့ချက်ဆုပ်ပြုတ်လေနော်ဘေးနော်ဘေးကအညာကလေးဘလို့ဥနေကွာဒါချင်းငါချင်းဟင်းမလို့ချက်ပေါင်လေးနဲ့ပြည့်စုံဘေးရတမလို့ကြိုက်အညာပြောင်းလေးကိုစီစဉ်မရှိဘူး ကျောင်းမျိုးစီညမှာတမပေါ်တော့ အညာလူတွေခေါ်ချင်းခေါ်ရနော်ဘေးရဆွဲလုံးကိုတမအပင်လိုက်တော့ကုန်တယ်လက်ဆွရတော့အေးပြတဲ့ညာငါမောက် ဒီကျရှိတမတော့ခါတော့ ပြပြချက်ကောင်းလို့တမလို့မခါတော့ဘူးလေလက်ရတော့ရှည်နော်စားရှည်နော်ဒီမှာစားလို့ရတယ်ကျွန်တော်တို့ရှိချက်နေရတော့ကျွန်တော်ချက်တာလာတဲ့အတိုင်းပဲချက်ကြည့်ကြည့်ပါဒီလိုမျိုးဟင်းကောင်းချက်နေလေးတွေကိုနေ့စဉ်နဲ့များကြည့်ရှုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Facebook နဲ့ YouTube channel တွေကို like and share လုပ်တော့ပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒီနေ့တော့ဒီလောက်ပဲ bye bye ဒီဆိုရဲကြရတော့ like ပွဲလေးထပ်ယူရတော့မယ်ဘေးဒါပြည့်ဒီချိန်ရတော့နော်